ဝက်ချန်သမားကအစားသုံးလို့ရတဲ့ဒီတိုနာလေးပါရှင်တိုနာကတော့ရေဓာတ်လည်းဖြည့်ပြီးဒီတိုနာလေးကရေဓာတ်လည်းဖြည့်ပြီးပါတယ်နောက်တစ်ခုကကြတော့အစီဘူးနဲ့အဆိုင်ခဲတွေကအစားစားဝက်ချန်တွေကအစားတက်တာစီတဲ့တိုနာလေးပါရှင်တိုနာလေးကိုဂွန်းလေးရဲ့ထည့်မယ်အသားအရာလေးလိမ့်မယ်လိမ့်နေအစစ်စစ်မေးထားတဲ့သူတွေတော့ပေါ့နော်ဗာလေးအရင်သုံးရမယ်ဆိုတော့တိုနာကတော့အရင်ဦးဆုံးအရင်လိမ့်ရပါမယ်တိုနာလိမ့်ပြီးတော့မှတခြားဟာတွေလိမ့်ရပါမယ်တိုနာလိမ့်ပြီးသွားရင်စီရန်လိမ့်ရပါမယ်စီရန်လိမ့်ပြီးသွားရင်မော်ရှာလိမ့်ရမယ်မော်ရှာပြီးသွားလို့ရှိရင်စမ်းခရင်လေးလိမ့်ရပါမယ်ရှင်စမ်းခရင်လိမ့်ပြီးသွားတဲ့အခါဆိုလို့ရှိရင်တော့အပေါ်ကနေပြီးတော့မိတ်ကပ်လေးထပ်ပြီးတော့လိမ့်လို့ရပါပြီနှာခမ်းနေလေးဆိုလို့ရှိရင်လည်းဘီမီယာထွက်တဲ့နှာခမ်းနေလေးက3 in 1သုံးလို့ရဖြစ်တဲ့အတွက်နှာခမ်းမျက်ခွန်ပါ3မျိုးလုံးကိုသုံးလို့ရပါတယ်ရှင်အခုလိမ့်ပြနေတာကတော့နှုတ်ရည်တူနာလေးပါရှင်เนาะအခုယူမယ်ဆိုလို့ရှိရင်ပစ္စည်းလေးတွေရတယ်အခုတကြံ promotion ရှိတာဖြစ်တဲ့အတွက်အခုချိန်ယူမယ်ဆိုလို့ရှိရင်အရန်တန်တယ်အခုချိန်ယူမယ်ဆိုဘာဖြစ်လို့တန်လဲဆိုတော့6မျိုးတစ်ဆက်တွေယူတဲ့သူတွေက delivery အပြင်ကို8000လဲလျှော့အောင်မှာဖြစ်တဲ့အတွက်အရန်ကိုတန်ပါတယ်ရှင်အခု6မျိုးဆက်ယူမဲ့သူလေးတွေကအခုလာယူထားတယ်ဆိုလို့ရှိရင်အရန်တန်ပါတယ်ပြီးမှ promotion ပြီးသွားမှဆိုလို့ရှိရင်တော့မိလည်းဘာမှမလုပ်ပေးတတ်တော့ဘူးเนาะ promotion ကာလက3လပိုင်း31ရက်နေ့အထိပါပဲရှင်အဲ့နောက်ပိုင်းဝယ်တဲ့ဟာကြီးဆိုလို့ရှင်တော့ပုံမှန်ဈေးအတိုင်းပဲပြန်ဖြစ်သွားမှာပါရှင်เนาะဒါလေးကတော့တိုနာလေးကိုခွန်းလေးနဲ့တစ်ခေါက်လိမ့်ပြီးသွားပြီလိမ့်ပြီးသွားပေမဲ့ဒီမှာအသားလေးကိုစိတ်ပြီးတော့ဝင်အောင်လို့နောက်ထပ်လက်ကလေးနဲ့ပုတ်ပြီးတော့နောက်တစ်ချက်ထပ်ပြီးတော့လိမ့်ပေးတာပါเนาะဒါကတော့နှုတ်ရည်တိုနာပါနှုတ်ရည်တက်တိုနာတက်မလိမ့်ရှင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်အရန်ကိုအဆင်ပြေတယ်တိုနာလေးကလည်းမနှက်ညသုံးပေးလို့ရပါတယ်ရှင်မနှက်တစ်ချိန်ညတစ်ချိန်သုံးပေးရမှာပါဒါလေးကပြီးတော့ဗာလေးလိမ့်မလဲဆိုတော့ဒီမှာစီရန်အသားလာကော်လဂျင်စီရန်တင်းတိတ်တွေအရန်ဖြစ်လို့ဘာလိမ့်ရမလဲမင်းနေကြတဲ့သူတွေဒီဟာလေးသုံးပေးစိတ်တော့ရှည်ပေးရမယ်တင်းတိတ်နဲ့မဲကြောက်သမားတွေဒီစီရန်လိမ့်လို့လုံးဝမပြောက်ပါဘူးเนาะလုံးဝမပြောက်ဘူးဒါပေမဲ့တတ်တာမယ်တင်းတိတ်တွေမှဲချောက်တွေတိတိတတပါမယ်တက်တာမယ်အရေးကြောင်းရှိတဲ့သူတွေလည်းသုံးပေးလို့ရပါတယ်ဖြစ်ပြီးသားလူတွေလည်းကိုရီးယားကိုဖြစ်ပြီးသွားလို့သုံးစရာမလိုတော့ဘူးလားဆိုလို့ရှိရင်ဖြစ်ပြီးသားဟာကလည်းထပ်ပြီးတော့မပွားအောင်ထပ်ပြီးတော့မများအောင်သုံးလို့ရပါတယ်မဖြစ်သေးတဲ့သူတွေကလည်းကြိုတင်ကာကွယ်တဲ့အနေနဲ့သုံးလို့ရပါတယ်ပြီးတော့ဒီဟာကလေအသားရည်ကြည်ကျင်တဲ့သူဆိုလို့ရှိရင်နှစ်ပတ်အတွင်းမှာတိတိတတကိုအသားရည်ကြည်ပါတယ်ရှင်အသားရည်ကြည်ကျင်တဲ့သူတွေလည်းသုံးပေးလို့ရပါတယ်ရှင်ဒီ collagen serum လေးကိုအသားရည်ကြည်ကျင်တဲ့သူတွေသုံးပေးတော့နှစ်ပတ်အတွင်းမှာတကယ်ကိုတိတိတတအသားရည်ကြည်တယ်ပြီးတော့နောက်တစ်ခါကျ collagen serum ဖြစ်တဲ့အတွက်မျက်နှာကိုကြည်ကြည်ဆူဆူတင်းတင်းလေးနဲ့အသားရည်ကိုလည်းတင်းရင်းစေပါတယ်ရှင်เนาะတင်းရင်းစေတယ်အရေးကြောင်းနေဆိုလို့ရှိရင် share ကိုတက်တာစေတဲ့ collagen serum လေးပါရှင်ကဲဒီဟာလေးတွေကမိန်းကလေးတွေ20ကျော်30ကျော်ဆိုတာနဲ့ဒီဟာလေးတွေသုံးပေးတင်ပါတယ်မိန်းကလေးတွေက30ကျော်လာပြီဆိုလို့ရှိရင်အရေးကြောင်းကတော့နည်းနည်းစကြပြီလေနော်စကြပြီဆိုလို့ရှိရင်ဒါလေးကိုကြိုတင်ကောက်ရတဲ့အနေနဲ့သုံးထားပေးပါရှင်နော်အသားရည်ကြည်ကျင်တဲ့သူလည်းသုံးပေးလို့ရပါတယ်အသားရည်ကြည်ကျင်တဲ့ဆိုတော့အချိန်လိုတွင်းမှာကြည်ပါတယ်တင်းတင်းနဲ့မှဲကြောက်ဆိုလို့ရှိရင်တော့အချိန်ပေးပြီးတော့လိမ့်ရပါတယ်ရှင်နော်